皆さんこんばんは。ဒီနေ့ကစပြီးတော့ဒီတုတ်တေးခိုင်းကိုပေါ့နော်day 6ကနေစပြီးတော့ဗီဒီယိုတွေကိုပြန်ပြီးတော့စတင်ဖို့စဉ်းစားထားပါတယ် page ကအရင်ကပေါ့နော်ပြဿနာလေးနည်းနည်းရှိသွားလို့တုတ်တေးခိုင်းပေါ်ပညာကဏ္ဍတင်တဲ့ဟာတွေကိုရထားလိုက်တာပေါ့နော်အခုတော့ပြန်ပြီးတော့ page လည်းအဆင်ပြေသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြန်ပြီးတင်ဖို့အတွက်စဉ်းစားထားပါတယ်ဒီနေ့စပြီးတော့ day 6ကနေစပြီးတော့ဗီဒီယိုတွေကိုဇာတ်တိုက်တင်သွားဖို့ရှိပါတယ်။皆さんတို့လည်း私နဲ့အတူတူလိုက်ကြည့်ပေးဖို့အတွက်お願いလုပ်ပါတယ်နော်။အဲ့တော့ဒီနေ့ကစပြီးတော့ day 6လေးကိုပြန်ပြီးတော့စာလေးလာကြရအောင်။အတန်ကတော့ခါဖိုးရှော့ဖြစ်နေလို့ပေါ့နော်။နှာခေါင်းပိတ်နေလို့အတန်နှာခေါင်းတန်လေးနည်းနည်းပါနေတယ်။အဲ့အတွက်ကြောင့်မို့လို့လည်းနည်းနည်းတော့သိခံပြီးတော့နားထောင်ပေးပါလို့ပြောချင်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်စလိုက်ကြရအောင်နော်ဒီနေ့စမှာကဘာလဲဆိုလို့ရှိရင်part 2ပေါ့နော်အပိုင်း2ကိုရောက်သွားပါပြီအပိုင်း2ကဘယ်ကနေစမှာလဲဆိုလို့ရှိရင်ကိုကိုရိုတို့ခါရာဒါနော်ရှိခုမီဆိုတဲ့ဟာလေးပေါ့နော်စိတ်နဲ့ခန္ဓာကိုယ်ရဲ့အလုံးလုံးပုံစနစ်အဲ့တော့ chapter 1 2လေ့လာရမှာပေါ့နော် chapter 1မှာဆိုလို့ရှိရင်ကိုကိုရိုတို့ခါရာဒါနော်ရှိခုမီနော်ဒီကအဲ့တော့စိတ်နဲ့ခန္ဓာကိုယ်အလုံးလုံးပုံကိုသိရှိနားလည်ခြင်းနောက်တစ်ခုကကြတော့chapter 2ကခိုင်ကိုဟီစီယိုတိုဆူဟီတိုနော်ဒီကအဲ့တော့ဒီပေါ့နော်ပြုစုစောင့်ရှောက်ရေးကိုလိုအပ်တဲ့သူတွေကိုနားလည်ခြင်းအဲ့မှာဆိုရင်3ပိုင်းရှိတယ်ရိုကာနော်ခိဆိုတက်ခိဒီကိုင်ဆိုလို့ရှိရင်ဒါအသက်အရွယ်အိုမင်းခြင်းကိုအခြေခံနားလည်ခြင်းရှောကိုင်းနော်ခိဆိုတက်ခိဒီကိုင်ဆိုတော့ဒါဒီမတန်ဆွမ်းနဲ့ချိုရင်းတဲ့သူတွေကိုပေါ့နော်အခြေခံနားလည်ခြင်းလင်းချီရှောနော်ခိဆိုတက်ခိဒီကိုင်မှာကြတော့ဒီပေါ့နော်ခန္ဓာကိုယ်ဆိုဒီမှာစမှတ်ဉာဏ်ချိုရင်းတာပေါ့နော်မှတ်ဉာဏ်ချိုရင်းတဲ့အခြေခံမှတ်ဉာဏ်ချိုရင်းခြင်းအကြောင်းကိုပေါ့နော်အခြေခံသဘောတရားနားလည်ခြင်းဆိုပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်ပထမဆုံးလေ့လာမှာတော့ကိုကိုရိုတို့ခရာဒါနော်ရှိကိုမီနော်ဒီကိုင်ဆိုတဲ့စိတ်နဲ့ခန္ဓာကိုယ်ရဲ့အလုံးလုံးပုံစနစ်ကိုနားလည်ခြင်းပေါ့နော်အဲ့တော့စပြီးတော့လေ့လာကြရအောင်အဲ့တော့ကိုကိုရိုနော်ရှိကိုမီနော်ဒီကိုင်ဆိုတာကစိတ်ရဲ့အလုံးလုံးပုံကိုနားလည်ခြင်းเนาะအရင်ဆုံးစိတ်ရဲ့အကြောင်းပေါ့ကိုကိုရိုနော်ဒီကိုင်ဆိုတော့ဒီစိတ်ရဲ့စိတ်ကိုနားလည်ခြင်း人には自分の気持ちや考え方があります。အဲ့တော့လူတွေမှာကပေါ့နော်ကိုယ်ပိုင်ခံစားချက်နဲ့စဉ်းစားတွေးခေါ်ပုံတွေရှိကြပါတယ်တဲ့気持ちや考え方表現の方法は一人一人違いますเนาะအဲ့တော့လူတွေမှာဆိုလို့ရှိရင်เนาะဒီကိုယ်ပိုင်ခံစားချက်နဲ့စဉ်းစားတွေးခေါ်ပုံတွေကရှိကြတယ်အဲ့မှာဆိုလို့ရှိရင်ခံစားချက်နဲ့စဉ်းစားတွေးခေါ်ပုံတွေကတဲ့ဒီတွေးခေါ်ပုံတွေကပေါ့နော်ခံစားချက်ဖော်ပြပုံတွေကလူတွေမှာကွဲပြားကြတယ်တယောက်နဲ့တယောက်မတူကြဘူးပေါ့နော်その違いはその人の性格これまでの生活や教育などが関係しますအဲ့တော့ဘာဖြစ်လို့ကွာခြားတာလဲဆိုလို့ရှိရင်အဲ့ဒီလူရဲ့စိတ်ရိုက်လက္ခဏာပေါ့နော်စေခခုတွေမတူတဲ့အခါမှာစဉ်းစားတွေးခေါ်ပုံတွေခံစားပုံခံစားနည်းတွေကလည်းတူမှာမဟုတ်ဘူးเนาะနောက်တစ်ခုကကြတော့အခုထက်ဒီနေထိုင်လာတဲ့နေထိုင်မှုဘဝနဲ့ပညာရေးပေါ့เนาะပညာရေးစနစ်တွေသင်ကြားခဲ့ရတဲ့ပညာရေးစတာတွေနဲ့လည်းဆက်ဆက်မှုရှိပြီးတော့ဒီခံစားချက်တွေစဉ်းစားတွေးခေါ်ပုံတွေကတူမှာမဟုတ်ပါဘူးတဲ့အဲ့တော့気持ちや考え方は年齢によって変化しအဲ့တော့感情や意欲となって現れますအဲ့တော့ခံစားချက်တွေနဲ့စဉ်းစားပုံစဉ်းစားနည်းတွေကအသက်အရွယ်ပေါ်မူတည်ပြီးတော့လည်းကွာခြားတယ်เนาะအသက်အရွယ်ပေါ်မူတည်ပြီးကွာခြားပြီးတော့နောက်တစ်ခုကခံကြောရ意欲ခံကြောရ意欲ဆိုတာကကြတော့ဒီပေါ့เนาะစိတ်ခံစားချက်နဲ့စိတ်တက်ကြွမှုတွေကလည်းပေါ်ထွက်လာပါတယ်တဲ့เนาะအသက်ငယ်တဲ့သူရဲ့ခံစားချက်နဲ့စဉ်းစားပုံစဉ်းစားနည်းကတွေးခေါ်မှာမဟုတ်ဘူးတက်ကြီးတဲ့လူရဲ့ခံစားချက်နဲ့စဉ်းစားပုံစဉ်းစားနည်းကတူမှာမဟုတ်ဘူးပေါ့နော်介護職は相手の気持ちを理解する必要がありますအဲ့တော့ဒီပေါ့နော်တကြီးရွယ်ကိုစောက်ရှောက်ရေးဘဝစောက်ရှောက်ရေးကတစ်ဖက်သူရဲ့ခံစားချက်ကိုနားလည်ပေးဖို့အတွက်လိုအပ်ပါတယ်နားလည်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ခံကြောဆိုရဲစိတ်ခံစားချက်တွေပေါ့စိတ်ခံစားချက်တွေကိုကြည့်အောင်စိတ်ခံစားချက်တွေမှာဆိုလို့ရှိရင်ဒီမှာဆိုရင်ရောတော့ခိုးပျော်နေတယ်ပေါ့နော်နောက်တစ်ခုကကြတော့အိုခိုရူဒေါသထွက်နေတယ်ဒါဆိုရင်ခန္ဓာရှိမှုဝမ်းနေနေတယ်ဒါဆိုရင်ဒါလိုရှိမှုပျော်နေတယ်ပေါ့နော်စိတ်ခံစားချက်တွေကမျိုးမျိုးမတူကြဘူးကိုကိုရောနော်ဥရောကီဝ表情や態度に現れますအဲ့တော့စိတ်လှုပ်ရှားမှုတွေကမျက်နှာအမူအရာနဲ့ဟန်အမူအရာတွေမှာပေါ်လွင်ပါတယ်တဲ့နော်အဲ့တော့နောက်တစ်ခုကကြတော့ EOQ
နော်意欲ကြည့်ကြည့်ရအောင်意欲は進んで何かをしようと思う気持ちです意欲ဆိုတာကစိတ်တက်ကြွမှုပေါ့နော်စိတ်တက်ကြွမှုဆိုတာကတခုခုကိုပုံမပြုလုပ်လို့တဲ့ဆန္ဒဖြစ်တယ်進んで何かをしようと思う気持ちဆိုတာကကြတော့တခုခုကိုပို့ပြီးတော့လုပ်ချင်တယ်ပေါ့နော်တခုခုလုပ်ချင်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့介護職は利用者が意欲を持って生活できるように支援しますအဲ့ဒါကြောင့်မလို့ဒီပြုစုဆောင်ရှောက်ရေးပေါ့နော်ပြုစုဆောင်ရှောက်ရေးလုပ်ငန်းကကြတော့利用者ဆိုတာကဒီအဖိုးဖွားတွေပေါ့နော်ဒီကေဟာမှာရှိတဲ့အဖိုးဖွားတွေကို利用者လို့ခေါ်တယ်利用者တွေက意欲を持ってဆိုတာကကြတော့စိတ်တက်ကြွစွာနဲ့生活できるように支援しますနေထိုင်စားသောက်နိုင်မှုအတွက်ကူညီပေးရတာဖြစ်ပါတယ်တဲ့意欲ဆိုတာစိတ်တက်ကြွမှုဒီလိုမျိုးပေါ့စမ်ပိုနီခီတိုင်နော်လမ်းလျှောက်ထွက်ခြင်းနဲ့ဆိုတဲ့ဟာလေးပေါ့နော်သူလှုပ်ချင်တဲ့ဟာလေးကိုလမ်းလျှောက်ထွက်ခြင်းနဲ့ဆိုကိုကလိုက်ပို့ပေးတာမျိုးပေါ့နော်အဲ့ဒါမျိုးကိုပြောတာပါအဲ့ဒါကストレスစိတ်ဖိစီးမှုတွေကိုကြည့်ကြည့်ရအောင်ストレスは心身に生じる緊張態度を言いますストレスဆိုတာကစိတ်နဲ့ကိုယ်မှာဖြစ်ပွားတဲ့ပူပန်လှုပ်ရှားမှုအခြေအနေကိုခေါ်တယ်ストレスの原因となるものには騒音や温度などの物理的なもの、疲労、睡眠不足、空腹などの身体的なもの、不安、恐怖、興奮、人間関係などの精神、社会的なものがあります。ストレスဆိုတာကကြတော့ဒီစိတ်နဲ့ခန္ဓာကိုယ်မှာဖြစ်ပွားတဲ့ပူပန်တဲ့လှုပ်ရှားမှုအခြေအနေကိုပေါ့နော် stress လို့ခေါ်တယ်စိတ်ဖိစီးမှုလို့ခေါ်တယ် stress の原因となるものအဲ့တော့စိတ်ဖိစီးမှုတွေကိုဖြစ်တဲ့အကြောင်းရင်းတွေမှာဆိုလို့ရှိရင်စိုးအုံရဆူညံတန်တွေ温度などの温度ဆိုတာကကြတော့အပူချိန်စတဲ့ဒါဆိုလို့ရှိရင်物理的なနော်物理的なဆိုတာတတ်မဲ့ပိုင်းဆိုင်ရာတော့ပြောမယ်ဆိုတော့ဒါ physics ပေါ့နော်တတ်မဲ့ပိုင်းဆိုင်ရာနောက်ပါလို့ရှိရင် hero ပင်ပန်းနမ်းနေတာတွေဆွေးမင်းဘူးဆိုကိုအေးမဝတာတွေကူဖူကူဆိုတာဘိုက်စာတာပေါ့နော်ကူဖူကူနာတို့နော်ရှင်းတိုင်းတက်ခိနာမွန်တို့ဘိုက်စာစတဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ပြီးရင်ဖူအမ်စိတ်တော့ကတွေကျောဖူကြောက်တာတွေခိုးဖုံးဆိုတာစိတ်တုပ်ရှားတာတွေးစုတာပေါ့နော်စိတ်တုပ်ရှားတွေးစုတာပြီးရလို့ရှိရင်နေကန်ကန်ကိနာတို့နော်လူမှုဆက်ဆံရေးတွေပေါ့နော်လူနေရေးဆက်ဆံရေးစတဲ့စေရှင်းရှာကိုင်းတက်ခိနာမွန်တို့ကအာဒီမစိတ်ပိုင်းဆိုင်ရာနဲ့လူအဖွဲ့ပြီးစီးပိုင်းဆိုင်ရာတွေပါဝင်ပါတယ်တဲ့ storage နော် gain အဲ့တော့စိတ်ပြည်စီမှုဖြစ်စေတဲ့အကြောင်းရင်းတွေကိုကြည့်ကြည့်ရအောင်နော်အကြောင်းရင်းတွေဆိုလို့ရှိရင်မျိုးမျိုးပေါ့နော်ဆူခံရတာတို့မွေးရတာနေပူလိုက်ဖြစ်တာတို့နော်အလုံးမှာအဆင်မပြေတာတို့အလုံးအချိန်မမီတာတို့အဲ့လိုမျိုးပေါ့အကြောင်းရင်းအများစွာရှိတယ်ပေါ့နော်အဲ့ဒါကိုကြည့်ကြည့်အောင်ကြတော့ခီယိုခုဆိုတာမှတ်ဉဏ်ခီယိုခုは物事を忘れずに覚えていることを言いますမှတ်ဉဏ်ဆိုတာကဒီကိစ္စတွေပေါ့နော်物事ကိစ္စတွေကိုမမေ့ဘဲနဲ့မှတ်မိတဲ့ဟာကိုမှတ်ဉဏ်လို့ခေါ်တယ်နော်မှတ်ထားတာပေါ့နော်မှတ်မိနေခြင်းကိုမှတ်ဉဏ်လို့ခေါ်ပါတယ်တဲ့ခီယိုခုの process မှတ်ဉဏ်ရဲ့လုပ်ငန်းစဉ်မှာဆိုရင်ခိမိတ်မှတ်သားခြင်း新しいことを覚えるကိစ္စအသစ်ကိုမှတ်သားမယ်နောက်တစ်ခုကဟိုကြည့်ဆိုတာထိမ့်သိမ့်မယ်情報を持ち続けるသတင်းချက်လက်တွေကိုဆက်လက်ထိမ့်သိမ့်မယ်စိုးခိအောက်မေ့တတိယနော်情報を引き出すသတင်းချက်လက်တွေကိုဖော်ထုတ်ခြင်းအဲ့တော့ခီယိုခုの種類အဲ့တော့မှတ်ဉဏ်မျိုးစားတွေရှိတယ်တန်ကီခီယိုခုနော်一時的な記憶တန်ကီခီယိုခုဆိုတာကကြတော့ကာလတိုမှတ်ဉဏ်一時的な記憶ဆိုတာယာယီမှတ်ဉဏ်ပေါ့နောက်တစ်ခုကကြတော့長期記憶ဆိုတာကကာလရှည်မှတ်ဉဏ်長期間保持される記憶ဆိုတော့ကာလရှည်ထိမ့်သိမ့်ထားတဲ့မှတ်ဉဏ်ပေါ့နော်အဲ့မှာဆိုရင် episode 記憶ဆိုတာဖြစ်ရမှန်မှတ်ဉဏ်ဖြစ်ရမှန်ဖြစ်တယ်ဖြစ်ရမှတ်ဉဏ်เนาะ episode 記憶ဆိုတာကဖြစ်ရမှတ်ဉဏ်ပေါ့เนาะ episode 記憶နောက်တစ်ခုကတိုက်ခိုက်ရ思い出に関する記憶ဆိုတာကတိုင်းခန်းဆိုတာကကိုယ်တိုင်ကြုံတွေ့ရတဲ့ကိုယ်တွေ့ဖြစ်ရတဲ့နဲ့အမွှေးတဲ့ဆိုတာအမှတ်ရစရာတွေပေါ့နော်အမှတ်ရစရာတွေနဲ့ပတ်သက်တဲ့ဒီမှတ်ဉဏ်ပြီးလို့ရှိရင် imikiyoko ဆိုတာကအဓိပ္ပာယ်အနက်အဓိပ္ပာယ်မှတ်ဉဏ်အဲ့မှာဆိုရင်ishiki ni kanshuru kiyoko ဆိုတာကဘဟုတုတနဲ့ဆိုင်တဲ့မှတ်ဉဏ် ishiki ဆိုတာဘဟုတုတပေါ့နော်အသိပညာဘဟုတုတနဲ့ဆိုင်တဲ့မှတ်ဉဏ်နောက်တစ်ခုက priming kiyoko priming မှတ်ဉဏ်အဲ့ဒါကဘာလဲဆိုတော့意識せずに覚えてる記憶
သတိမပြုမိလိုက်တဲ့အချိန်မှာပဲကိုကသတိတရားနဲ့မှတ်ထားတဲ့ဟာမျိုးမဟုတ်ဘဲနဲ့သူကသာသူအဲ့လိုမှတ်မိနေတဲ့ဟာမှတ်ဉာဏ်ပေါ့နော်နောက်တစ်ခုကကြတော့တေဆူဆူခိခိကိုကူတာလုံထုံးလုံနည်းမှတ်ဉာဏ်ခါရသာတဲ့ကိုပွဲသေးသူခိကိုကူခန္ဓာကိုယ်နဲ့မှတ်မိနေတဲ့မှတ်ဉာဏ်အဲ့ဒါကဘယ်လိုဟာမျိုးလဲဆိုဥမာအချိန်ကြာကြီးဒီအလုပ်တစ်ခုလိုလဲဆက်ဆက်မြဲလုပ်နေရဆိုရင်အုံနောက်ကအထူးတွေမှတ်နေကြမျိုးပဲနဲ့ခန္ဓာကိုယ်ကနေသူ့ကိုလိုမှတ်မိနေတဲ့မှတ်ဉာဏ်နော်အဲ့လိုမျိုးပြောတာဥမာတက်ရှိတို့အလုပ်တွေအချိန်ကြာကြီးလုပ်တဲ့အခါမှာအဲ့လိုအုံနောက်ကနေဘာဖြစ်အဲ့လိုမျိုးမှတ်နေကြမျိုးခန္ဓာကိုယ်ကအစုံလုပ်သွားတာမျိုးပေါ့နော်အဲ့ဒါကိုပြောချင်တာနောက်တစ်ခုက your Q ဆိုတာကလူအင်ဆန္ဒပေါ့နော်何かを欲しいと思う状態を言います。တခုခုလိုချင်တယ်ဆိုတဲ့အခြေအနေပေါ့နော်စဉ်းစားတဲ့အခြေအနေကိုခေါ်ပါတယ်တဲ့心理学者のマズローစိတ်ပညာရှင်ဖြစ်တဲ့မာဇူလိုကတဲ့人間の欲求は5つの階層からなると唱えましたအဲ့တော့ဒီစိတ်ပညာရှင်မာဇူလိုကတဲ့ဒီလူသားတွေမှာရှိတဲ့လူရင်းဆန္ဒကအဆင့်5ဆင့်ကနေပြီးတော့အဆင့်5ဆင့်ရှိတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်တဲ့တော့မာဇူလိုနော် Yokkyu Kaiso Seisu လို့ခေါ်တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါကဒီမာဇူလိုရဲ့စင်ကဲလူရင်းဆန္ဒ theory လို့ခေါ်တယ်ပေါ့နော်အဲ့မှာကြည့်ကြည့်အောင်အောက်ကိုမာဇူလိုနော် Yokkyu Kaiso Seisu ဆိုတာကသူကဒီပညာရှင်ရဲ့စင်ကဲလူရင်းဆန္ဒ theory 5ခုပေါ့နော်အဲ့မှာဆိုရင်ကြည့်ကြည့်အောင်ဒီတစ်ကနေစပြီးတော့ကြည့်ကြည့်မယ်နော်基本的欲求ပေါ့နော်基本的欲求ဆိုတော့အခြေခံဒီဟိုပါပေါ့လူရင်းဆန္ဒပေါ့နော်အဲ့တစ်ကနေစကြည့်ကြည့်ရအောင်တစ်ကနေဆိုလို့ရှိရင်生理的欲求ဆိုတာကဇီဝကာမဆိုင်ရာလူရင်းဆန္ဒအဲ့တော့生命を維持したい欲求ဇီဝအသက်ကိုတည်တံ့စေလိုတဲ့လူရင်းဆန္ဒနောက်တစ်ခုက安全欲求安全欲求ဆိုတာဘေးကင်းလုံခြုံရေးမိနော安全ကို守りたい欲求ဘေးကင်းလုံခြုံတယ်နော်မိမိကိုယ်ကိုဘေးကင်းလုံခြုံအောင်ကာကွယ်စောင့်ရှောက်လိုတဲ့လူရင်းဆန္ဒရှော့ဆိုကူအိုင်ဂျောယော့ကျူအဲ့ဒါဘာလဲဆိုတော့ရှော့ဆိုကူဆိုတာပိုင်ဆိုင်တဲ့နေရာလေးဟာပေါ့နော်အဲ့လိုပြောချင်ဆိုတော့ရှော့ဆိုကူကပိုင်ဆိုင်တာနဲ့အချစ်လူရင်းဆန္ဒအဲ့ဒါကတရှတိုခါခါဝါဒီတာယော့ကျူအခြားသူတွေပတ်သက်ဆက်ဆံလို့တဲ့လူရင်းဆန္ဒနော်နောက်တစ်ခုကရှောနေယော့ကျူရှောနေယော့ကျူကကြတော့ဗာလဲဆိုတော့ရိုသေလင်းစားခံရတာတရှခါရာမီတိုမဲထားတဲ့တိုင်းယော့ကျူခြားသူတွေထံကနေပြီးတော့အတိအမှတ်ပြုခံလို့တဲ့လူရင်းဆန္ဒပေါ့နော်ဟိုက်အဲ့ဒါဆိုလို့ရှိရင်ဒီဟာကြတော့ဂျီကိုဂျစ်စကန်ယော့ကျူကိုပိုင်ရေးချင်းနဲ့စွမ်းဆောင်ရေးလူရင်းဆန္ဒပေါ့နော်ဂျီကိုနော်ခါနိုစီကိုစိုက်တိုက်ကန်နီအဲ့တော့ဟက်ခိရှိတိုင်းယော့ကျူအဲ့တော့ကိုယ့်ရဲ့အရေးချင်းကိုအစိုးဆုံးထုတ်ပြလို့တဲ့လူရင်းဆန္ဒအဲ့ဒီ5ချက်ပေါ့နော်အဲ့တော့နောက်တစ်ခုကြည့်ကြည့်အောင်ခါရာဒါနောရှိကုမီနောဒီကခုနကြောင့်ခိုကိုရိုနဲ့ပတ်သက်အခုကခါရာဒါပေါ့ခန္ဓာကိုယ်ရဲ့အလုံးလုံးပုံစနစ်ကိုနားလည်ခြင်းကြည့်ကြည့်အောင်အဲ့တော့စေမေအီဂျီခိုဂျောနောရှိကုမီအဲ့တော့ဇီဝအသက်တည်တိုင်းနဲ့တတမတ်တဲ့အလုံးလုံးပေါ့အဲ့မှာဘာတွေပါမလဲဆိုရင်တိုင်းအွန်ခိုကျူအဲ့တော့မြကူဟာကူပြီးရလို့ရှိရင်ခက်ချတ်စနာတို့ကိုဝပူခြင်းပြီးရလို့ရှိရင်အသက်ရှူခြင်းသွေးခုန်လုံးသွေးဖြီရပေါ့နော်အဲ့တော့ဒီဟာကိုကြည့်ကြည့်အောင်ဟိုမဲအိုဆူတာရှိစုအဲ့ဒါကကြတော့ဘာကိုပြောရလဲကိုတွေးအားပြခြင်းစနစ်ကိုပြောတာပေါ့နော်အဲ့တော့ကိုဂျောစီဆိုတာကတတမတ်သေးဖြစ်ခြင်းအဲ့တော့ဟိုမဲအိုဆူတာရှိစုတို့は環境が変化しても体の状態を一定に保とうとする生態システムのことを言いますအဲ့ဒီကိုတွင်းအားများခြေစနစ်ဆိုတာကကြတော့ပတ်ဝန်းကျင်ပြောင်းလဲသွားလဲပဲခန္ဓာကိုယ်အခြေအနေကိုတသက်မဲ့ထိန်းထားဖို့အတွက်ထိန်းထားရပေါ့နော်ဇီဝဗေဒစနစ်ကိုခေါ်ပါတယ်例えば暑くなっても体温が上昇した時に汗をかいて体熱を放出させて通常に戻そうとする働きです。အဲ့တော့ဥ
ပမာအဖြစ်ဆိုလို့ရှိရင်နဲ့ပူအိုက်လာပြီးတော့ကိုပူချိန်အရန်ပူလာလို့ပေါ့နော်ပူလာတဲ့အခါမှာကိုပူချိန်မြင့်တက်လာတဲ့အခါမှာချွေးထွက်ပြီးတော့ခန္ဓာကိုယ်ရဲ့အတွင်းအပူတွေကိုတွင်းအပူတွေပေါ့နော်ကိုတွင်းအပူတွေကိုချွေးတွေအဖြစ်နဲ့ထုတ်ပစ်ပြီးတော့ပုံမှန်အခြေအနေကိုပြန်ရောက်စေတဲ့ဂျိုးပန်းနဲ့အလုပ်ဖြစ်ပါတယ်တဲ့အဲ့တော့ဟိုမဲအိုဆူတာရှိစုနော်ဟာတာရာကီကိုရင်းအားမျှခြင်းရဲ့အလုပ်တွေဥမာဆိုရင်အtsiတိုကီနီအာဆေကိုခါခုပူအိုက်ချိန်မှာချွေးထွက်လာတဲ့အခါမှာချွေးထွက်လာရပေါ့နော်အဲ့လိုမျိုးချွေးထွက်ပြီးတော့သူကခန္ဓာကိုယ်ရဲ့အပူတွေကိုထုတ်ပစ်တာပေါ့နောက်တစ်ခုက vital sign ဆိုတာကအရေးကြီးတဲ့လက္ခဏာတွေပေါ့နော် vital sign ကိုကြည့်ကြရအောင် vital sign တို့は体温、呼吸、脈拍、血圧など生きている証拠を示すものですအဲ့တော့အရေးကြီးတဲ့လက္ခဏာတွေ vital sign ကဘာတွေပါလဲဆိုတော့အဲ့တော့ကိုယ်ပူချိန်တွေပြီးသွားလို့ရှိရင်အသက်ရှူတာတွေသွေးခုန်နှုန်းတွေနဲ့သွေးဖိအားစတဲ့အသက်ရှင်နေတယ်ဆိုတဲ့အရေးအရာလက္ခဏာကိုပြတဲ့အချက်တွေပေါ့နော်အဲ့ဒါကို vital sign လို့ခေါ်ပါတယ်တဲ့ခန်းကိုကြောတိုင်းကအဲ့တော့ e han o han a suru shihyo to narimasu အဲ့တော့ကျမရဲ့အခြေအနေနဲ့ပုံမှန်မဟုတ်တာတွေကိုပုံမှန်မဟုတ်တဲ့အခြေအနေတွေပေါ့နော်အဲ့ဒါတွေကိုလည်းထင်ဟပ်ပြတဲ့အညွှန်းလက္ခဏာတွေဖြစ်ပါတယ်တဲ့အဲ့တော့အရင်ဆုံးစကြည့်အောင်တိုင်အောင်နော်ကိုပူချိန်ကိုကြည့်မယ်တိုင်အောင်နီは1日のリズムがあり日中に高く水面を取る夜に低くなりますအဲ့တော့ကိုပူချိန်မှာဆိုလို့ရှိရင်reason ဆိုတာတရက်တာစီးချက်ကရှိတယ်ဥပမာနေ့ဘက်မှာအပူချိန်မြင့်တယ်ဆိုလို့ရှိရင်ညဘက်အိမ်ရင်ဝဝကောင်းကောင်းအိပ်ထားတဲ့အိမ်ရင်ဝဝပေါ့နော်ကောင်းကောင်းမွန်မွန်အိပ်တဲ့နေ့တွေမှာဆိုလို့ရှိရင်သူကအပူချိန်ကျရပေါ့နော်အဲ့တော့ကိုချင်းစာကအိုကီတမယ်ဟိန်းနဲ့သူကဟီတိုနီရောတဲ့ချကာရီမတ်အဲ့တော့တဦးနဲ့တဦးကကွာခြားချက်ကြီးမားတဲ့အတွက်ကြောင့်မလို့ပုံမှန်အပူကလည်းလူကိုလိုက်ပြီးတော့ပွဲပြရတယ်နော်တယောက်နဲ့တယောက်အပူချိန်ကမတူဘူးပေါ့နောက်တစ်ခုကတိုင်ယွန်စကူတိန်တော့ဘာရှော့တို့လျူအီတန်အဲ့ဒါကဘာလဲဆိုတော့ကိုပူချိန်တိုင်းတဲ့နေရာနဲ့သတိပြုရမယ့်အချက်တွေအခိကဆိုတာကဂျိုင်းကိုပဲပြောတာပေါ့နော်အဲ့မှာဆိုလို့ရှိရင်တိုင်ယွန်ခေနော်စန်တန်အိုအခိကနီအတေမတ်အဲ့တော့တာမိုမီတာအဖျားပိုင်းကိုဂျိုင်းကြားမှာထားရမယ်နောက်တစ်ခုကဆိုကူတေချူကဝါကီကိုしっかりと閉じますအဲ့တော့တိုင်းနေတဲ့အချိန်မှာလည်းဂျိုင်းကိုတင်းကျပ်စွာဖိထားနော်အဲ့မှာဆိုရင်မဟီကအရုဘာအိုင်ဝါမဟီနော်နိုင်ဟိုတဲ့ဟာကာဒီမတ်အဲ့မှာတတိထားမယ်အချက်ပေါ့ချူရီတန်ကဘာလေးလဲဆိုလို့ရှိရင်မဟီဆိုတာလေဖြတ်တာပေါ့လေဖြတ်တဲ့အခါမှာဆိုလို့ရှိရင်ဥမာထားပါတော့မီကီမဟီတမပေါ့နော်ညာဘက်ကလေဖြတ်နေတဲ့သူဆိုရင်ခန္ဓာကိုယ်အပူချိန်တိုင်းတဲ့အခါမှာဆိုလို့ရှိရင်ဘယ်ဘက်ကိုတိုင်းရမလဲဘယ်ဘက်လေဖြတ်နေတဲ့သူဆိုလို့ရှိရင်ညာဘက်မှာအပူချိန်ကိုတိုင်းရမယ်နော်အဲ့တော့လေဖြတ်တဲ့ဘက်မဟုတ်တဲ့ဘက်ပေါ့နော်ကောင်းတဲ့ဘက်ကိုတိုင်းမရမယ်တုံလို့တာအဲ့ဒီအပြင်တခြားနေရာတွေကဘယ်နေရာတိုင်းလို့ရသေးလဲဆိုတော့ဟီတိုင်းရမိမိတဲ့ဆိုကုတေးဒခိလူတိုင်းုံခိမှုအဒီမှာနှစ်ဖူးနဲ့နားထဲမှာတိုင်းလို့ရတယ်တာမိုမီတာတွေလည်းရှိပါတယ်တဲ့နောက်တစ်ခုကြည့်ကြအောင်ခုတ်ကျူအသက်ရှူခြင်းတိုင်းနိုင်に酸素を取り込み二酸炭化素を排出することですအဲ့တော့ခန္ဓာကိုယ်ထဲကိုအောက်ဆီဂျင်တွေသွင်းပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုထုတ်ပစ်တာဖြစ်ပါတယ်ဟုတ်တယ်နော်အသက်ရှူလိုက်တာကအောက်ဆီဂျင်ကိုရှူပြီးတော့ပြန်ထုတ်လိုက်တာကကာဗွန်ဒိုင်အောက်ဆိုက်ကိုထုတ်လိုက်တာပေါ့နော်ကိုကျူကခိဆိုကူတက်ခိနီမူイシキに行われていますအဲ့တော့အသက်ရှူတာကဒီမူရီရှိကိနိခိဆိုကိုတကယ်ပုံမှန်အဖြစ်အခြေခံအဖြစ်ဆိုလို့ရှိရင်အသိစိတ်မလိုပဲနဲ့သူကရှုနေတာပေါ့နော်အသက်ရှုနေတာကိုကိုရမသိဘူးလေနော်ဟိုလေဝင်လေထက်လုပ်ကြည့်တဲ့အခါကျတော့မှပဲအသက်ရှူအောင်သိတာအဲ့တော့ကိုကျူစုကနယ်လေယာခတ်စရိုဂျောဖြောအဲ့တော့စေရှင်ဂျောတိုင်းတိုင်ချိုရ病気の有無などの要因によって変化しますအဲ့တော့အသက်ရှူတဲ့နှုန်းကအသက်အရွယ်ပြီးရင်လှုပ်ရှားမှုအခြေအနေပြီးတော့လို့ရှိရင်စိတ်အခြေအနေနဲ့ခန္ဓာကိုယ်အခြေအနေနဲ့ပြီးတော့ယောဂရှိမရှိပေါ့နော်အဲ့ဒီအကြောင်းရင်းတွေမှာမူတည်ပြီးတော့ပြောင်းလဲတတ်ပါတယ်အသက်ရှူတာအဲ့တော့ကိုကျူကခရုရှ်ကုနိုင်ကတန်ကခရန်ဒေအီနိုင်ကအဲ့တော့အသက်ရှူရတာကပင်ပန်းနေလားအဲ့တော့တန်ကခရန်ဒေအီနိုင်ကချွဲကျက်နေလားအိုတိုကရှိနိုင်ကာကိုဟာကူနေရှိますအတန်ထွက်နေတာရှိမရှိတာကိုစစ်ဆေးပြရမယ်နော်နောက်တစ်ခုကကိုကျူကိုနန်က強い場合はနော်အသက်ရှူရခက်ခဲနေတဲ့အချိန်မှာဆိုရင်ねကူချီပီလူရစမဲနိုအီရိုကဒါခေစိတ်ရှိလို့ခေါ်တယ်ဒါအမှန်ပြောအာအိုမူရာဆာကီပေါ့နော်ဒီနာဒီမဆိုတော့သူက
ပြာနှမ်းလာတာပေါ့နော်နှုတ်ခမ်းနေလက်သေးအရောင်တွေကပြာနှမ်းလာတာအသက်ရှူရခတ်ပြီဆိုလို့ရှိရင်ကိုနိုဂျောတိုင်းကိုချီယာနိုဇဲတိုအီမတ်အဲ့လိုမျိုးအသက်ရှူရခတ်ပြီးတော့အဲ့လိုမျိုးနှုတ်ခမ်းနေလက်သေးတွေပြာလာတဲ့အခြေအနေကိုသူကဘယ်လိုပြောလဲဆိုရင်ချီယာနိုဇဲလို့ခေါ်ပါတယ်ပြာနှမ်းခြင်းလို့ခေါ်ပါတယ်တဲ့နော်ဆိုင်အင်္ဂလိပ်လိုတော့ cyanosis လားအဲ့လိုမျိုးခေါ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကခုတ်ကျူနော်ဤစုမှုဟာခေးအဲ့ဒါကကြတော့အသက်ရှူမှုစီးချက်လိုင်းပုံစံဒီမှာဆိုရင်စေးကြောပုံမှန်အဖြစ်ဆိုရင်စေးခြင်းပေါ့နော်ဂျူနီကနေဂျူဟတ်ကိုင်းဒါကကြတော့လေဒူကြီးဆိုလို့ရှိရင်1မိနစ်မှာ12ကြိမ်ကနေ18ကြိမ်ခုန်နေပေါ့နော်နောက်တစ်ခုကစုဥတိုဟခုကအစ်တိရှူသွင်းရှူထုတ်ကတတ်မှတ်သေးဖြစ်တယ်နော်ရှူသွင်းတာနဲ့ရှူထုတ်တာကတတ်မှတ်သေးဖြစ်တယ်နော်အဲ့တော့ဒါလေးကိုကြည့်ကြည့်အောင်ဒါကမြခုဟခုသွေးခုန်နှုံးနော်သွေးခုန်နှုံးအဲ့တော့မြခုဟခုကရှင်းစိုးနောဟခုတို့ကဒိုမြခုနီစတာဝတ်တက်တမုန်ဒက်အဲ့တော့သွေးခုန်နှုံးဆိုတာနှလုံးခုန်နဲ့ရှင်းစိုးရဲ့ဟာကူတို့နှလုံးခုန်လိုက်တဲ့ဟာကဒိုးမြခုဆိုတာသွေးလွတ်ကြောအတွင်ကိုစတာဝတ်တက်တမုန်တို့ဆိုတာကဒီကူးဆက်လာတဲ့ဟာပေါ့နော်ကူးဆက်လာတဲ့အရာဖြစ်ပါတယ်တဲ့一般的に年齢が低いほど脈拍数は多く年齢になると少なくなりますအဲ့တော့သူကတာမန်အဖြစ်အသက်ငယ်လို့ရှိရင်သွေးခုန်နှုန်းအကြိမ်ကြီးများပြီးတော့နာရယ်ဆူမီမဆန်နာရယ်မဟုတ်နော်ခိုးရဲနီနာတို့တို့အသက်ကြီးလာလို့ဆိုလို့ရှိရင်ကြတော့ခုနာဒီမတ်အကြိမ်ကြီးနည်းလာပါတယ်တဲ့မြကူဟာကုစုက年齢や活動状況、精神状態、体調や病気の有無などの要因によって変化します。အဲ့ဒါလေခုနကလိုပဲတူတူပဲပေါ့နော်။သွေးခုန်နှုန်းကလည်းအသက်အရွယ်ပြီးတော့လှုပ်ရှားမှုအခြေအနေတွေပြီးသွားလို့ရှိရင်ဒီစိတ်ပိုင်းဆိုင်ရာအခြေအနေတွေခန္ဓာကိုယ်နဲ့ယောဂရှိခန္ဓာကိုယ်အခြေအနေနဲ့ယောဂရှိမရှိဆိုတဲ့ကြောင်းရင်းတွေပေါ်မှာမူတည်ပြီးတော့ပြောင်းလဲပါတယ်။မြကုဟကုကခါစုလီစုမှုပြီးသွားလို့ရှိရင်ကျောဂျကုအိုခန်းစားဆုရှိမှအဲ့တော့သွေးခုန်နှုန်းကအကျင့်ရည်စီးချက်နဲ့အပြင်းအပြော့ကိုလေ့လာကြည့်ရှုရအောင်နော်အဲ့တော့မြကုဟကုကိုစကုတေးတခိလူအိုမိုနာဘူသွေးခုန်နှုန်းတိုင်းတာလို့ရတဲ့အဓိကအပိုင်းလေးမှာဆိုလို့ရှိရင်သူကဂျောဝမ်ဒိုမြခုဆိုတာကလက်မောင်းသွေးလွတ်ကြော်เนาะဒီနေရာလေးစကုတိုးဒိုမြခုဆိုတာကနှထင်သွေးလွတ်ကြော်နောက်တစ်ခုကသွေးခုန်နှုန်းတိုင်းလို့ရတဲ့အစိပ်အပိုင်းနေเนาะနောက်တစ်ခုကခေဒိုမြခုမိနာတော့မြင်မှုကဒီ level နှောက်ပေါ့เนาะဥမာတေဝါးကြီးလာပါတယ်တခုအဲ့လိုအသက်မရှိဘူးအဲ့လိုတိုင်းတာပေါ့သွေးခုန်နှုန်းတိုင်းတာဒီနေရာလေးတိုင်းတာများတယ် level သွေးလွတ်ကြော်တိုးခုツဒိုမြခုဒီနေရာလေးတိုင်းတာတော်တော်များတယ်ပေါ့เนาะလက်ကောက်ဝေးသွေးလွတ်ကြော်เนาะတေခုပြီးတဲ့မြခုဟခုကိုတိုရာရဲ့လူလက်ကဝတ်မှာသွေးလွတ်ကြောကိုစမ်းသပ်နိုင်တယ်လက်ကဝတ်မှာလည်းသွေးလွတ်ကြောကိုစမ်းသပ်နိုင်ပါတယ်တဲ့နော်あれが脈拍は側頭部、首、肘の方か、手首の内側、足の付け根、足の甲などで触れることができます。အဲ့တော့သွေးခုန်နှုန်းကို側頭部ဆိုတာနှစ်ထင်နေရပြီးသွားလို့ရှိရင်ခုပြီးလဲပင်肘の方ကဆိုတာကတရောင်စစ်ပြီးသွားလို့ရှိရင်手首の内側ဆိုတော့ဒီပြီးသွားလို့ရှိရင်အတွင်းဘက်ပေါ့နော်တရောင်စစ်အတွင်းဘက်နဲ့တရောင်စစ်အတွင်းဘက်နဲ့ပြီးသွားလို့ရှိရင်လက်ကဝတ်အတွင်းဘက်ပေါ့တေခုပြီးတော့内側လက်ကဝတ်အတွင်းဘက်အာရှိနိုစကန်နဲ့ဆိုတော့ပေါင်ရင်းပေါ့နော်ပြီးသွားလို့ရှိရင်အာရှိနိုခိုးဆိုတော့ခြေဖမိုးစတာတွေမှာတဲ့ထိတွေ့စမ်းသပ်နိုင်ပါတယ်တဲ့အဲ့တော့ဒါလေးပေါ့နော်ဒီခက်ချက်အဆူနောက်ဆုံးပဲပေါ့နော်ဒီဟာလေးကိုစပြီးနောက်ဆုံးကြည့်ကြည့်အောင်ခက်ချက်အဆူကရှင်းစိုးから送り出される血液が血管動脈を押す力を言います。အဲ့တော့သွေးဖိအားဆိုတာကကြတော့သွေးပေါင်ချိန်ပေါ့နော်သွေးပေါင်ချိန်ဆိုတာကကြတော့နှလုံးကနေပို့လွှတ်လိုက်တဲ့သွေးကသွေးကြောနော်ဒိုးများခုကသွေးလွှတ်ကြောကို押す力ဆိုတာတွန်းလိုက်တဲ့အားကို言いますခေါ်ပါတယ်တဲ့1日の中で血圧は常に変動していますသွေးဖိအားတရက်တည်းတွင်းမှာပဲအများကြီးပြောင်းလဲနေတစ်ခါတိုင်းတစ်ခါပြောင်းနေနောက်ခါတိုင်းနောက်ခါပြောင်းနေပေါ့နော်血圧は姿勢活動状況精神状況病気の有無などの要因により変化しますအဲ့တော့သွေးဖိအားသွေးပေါင်ချိန်ကကြတော့သူက
ဒီကိုနေဟန်တာလှုပ်ရှားမှုအခြေအနေစိတ်ပိုင်းဆိုင်ရာအခြေအနေယောဂရှိမရှိပေါ်မှာမူတည်ပြီးတော့အကြောင်းရင်းတွေပေါ်မှာမူတည်ပြီးပြောင်းလဲတယ်เนาะ高血圧が続くと脳血管疾患や心疾患などに心疾患などに発展する可能性が高くなります。သွေးပေါင်တွေဇက်တိုက်တက်တာပေါ့နော်ကိုခစ်ဆက်ဆိုစုခုသွေးတိုးတာအများကြီးသွေးတွေတိုးအများတိုးနေပဲပေါ့နော်ဇက်တိုက်ဖြစ်နေမယ်ဆိုရင် no kick can shit can ဆိုတာကဘာလဲဆိုတော့လေသူကအုံနောက်သွေးကြောပိတ်တာအုံနောက်သွေးကြောပိတ်တာလေပြီးတော့လို့ရှိရင်ရှင်းရှစ်ခန်းဆိုတာကကြတော့လေဖြတ်တာနော်လေဖြတ်လေကရောအစတာတွေကဟတ်တန်းစုခါနိုးစေးဆိုတာကကြတော့ဒီno kick can shit can ဆိုတာကအုံနောက်သွေးကြောပိတ်တာဒါမှမဟုတ်လို့ရှိရင်လေဖြတ်လေငန်းယောဂနဲ့ပြောရရင်ဒီဟာက no kick can shit can ဆိုတာကအုံနောက်သွေးကြောပိတ်ယောဂဒါမှလို့ခေါ်တယ်လေဖြတ်လေငန်းယောဂပေါ့နော်အဲ့ဒါကိုအုံနောက်သွေးကြောပိတ်လေဖြတ်တယ်လို့ဖြစ်သွားပြီပေါ့နော်ယောဂနဲ့ရှင်းရှစ်ခံလေဖြတ်လေဒီဟာကကျတော့အုံနောက်သွေးကြောပိတ်ယောဂနဲ့လေဖြတ်လေအုံနောက်သွေးကြောပိတ်ယောဂခေါ်လေဖြတ်လေငန်းယောဂပြောလို့ရှိရင်ရှင်းရှစ်ခံကျတော့နှလုံးယောဂစတာတွေကိုဟတ်တန်းစုခါနိုးစေကတာကာကူနာဒီမတ်နော်ဖြစ်ပွားစတာတွေဖြစ်နိုင်ခြေကမြင့်တက်လာပါတယ်အဲ့တော့ရှင်းစိုးတော့ကြောတိုင်းတို့ခက်ဆက်စနော်ခံခေအဲ့တော့နှလုံးအခြေအနေနဲ့ပြီးသွားလို့ရှိရင်သွေးပေါင်ချိန်ရဲ့ပတ်သက်မှုအဲ့မှာဆိုရင်ရှူရှုကုကိဆိုတာကနှလုံးကနေသွေးတစ်ခါနှိထုတ်စာကာလခက်ဆက်တက်ခိုင်သွေးပေါင်ချိန်မြင့်တက်တယ်ဆိုရင်ဒီပိုင်းလိုကြည့်ကြည့်အောင်နော်ရှူကုကိ血圧ဆိုတာက最高血圧အဲ့တော့ကြည့်ကြည့်အောင်နှလုံးကနေပြီးတော့သွေးတစ်ခါစာညှစ်ထုတ်လိုက်တဲ့ကာလပေါ့နော်အဲ့ဒီကာလမှာကာလအတွင်းမှာရှိတဲ့သွေးပေါင်ချိန်အမြင့်ဆုံးပေါ့နော်သွေးပေါင်ချိန်အမြင့်ဆုံးကြည့်ကြည့်အောင်ရှင်းစိုးကချီချင်းတဲ့ရုတုခိနှလုံးကျုံနေတဲ့အချိန်မှာဆိုလို့ရှိရင်ရှူရှုကုကိနော်ခက်ဆက်သူကဘာလဲဆိုတော့နှလုံးကနေသွေးတစ်ခါညှစ်စာကာလပေါ့နော်အဲ့ဒီအခြေအနေဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ခက်ဆက်ဟိကွိသွေးပေါင်ကြီးကျတာကကြတော့သူကခါကူချောကီခက်ဆက်နှလုံးကျုံရာနေပြန်ရော့လာတဲ့ကာလပေါ့နော်အဲ့ဒါကသူက side ခက်ဆက်diastolic blood pressure လို့လည်းအဲ့လိုမျိုးခေါ်ရပေါ့နော်ဒါပေမဲ့ဒီလိုမျိုးပဲမှတ်ထားလိုက်ပါခါကူချောခီခက်ဆက်နှလုံးကျုံရာနေပြန်ရော့လာတဲ့ကာလအဲ့တော့ရှင်သူကရှီကန်စတေရုတိုကီသူကနှလုံးပြန်ရော့နေတဲ့အချိန်နော်နှလုံးပြန်ရော့နေတဲ့အချိန်မှာဆိုလို့ရှိရင်အမှဆိုလို့ရှိရင်ဒါကကြတော့ခါကူချောကီဆိုတာကြတော့သူကကျေသွားတာပေါ့နော်ခါကူချောကီဖြစ်သွားတယ်အဲ့တော့နှလုံးကျုပ်ရာကနေပြန်ပြီးရော့သွားပေါ့နော်ရော့သွားရဲ့ကာလအဲ့ဒီသွေးပေါင်ချိန်ဒီလိုပုံစံဆိုရင်သူကသွေးတွေကျဒီလိုပုံစံဆိုရင်သွေးတိုးတာပေါ့နော်အဲ့ဒါကိုပြောချင်တာဟိုက်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်နေ့မှာ day 7မှာဆက်ပြီးတော့တွေ့ကြမယ်နော်